အားလုံးပဲမင်္ဂလာပါယနေ့ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ကိုအတူတကွဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကကိုလောသဲဩဝါဒစာအခန်းကြီး3အပိုင်းငယ်17ပဲဖြစ်ပါတယ်ရှေးဥစွာဖတ်ကြားလိုပါတယ်ထို့သို့ဖန်ဆင်းပြုပြင်ရာ၌ဂရိလူမျိုးနှင့်ဂျူးလူမျိုးအေးဖျားလီထားသောသူနှင့်မလီထားသောသူတကုတိလူနှင့်လူရိုင်းကျွန်နှင့်လွတ်လပ်သူဟူ၍မရှိခရစ်တော်သည်အလုံးစုံဖြစ်ပြီးအလုံးစုံတို့၌ရှိတော်မူ၏ကျွန်တော်ကတော့မြန်မာစာမီတမန်ကျမ်းကိုအသုံးပြုပြီးဖတ်ရသွားခြင်းဖြစ်တယ်ကျွန်တော်ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာကိုလောသဲအသင်းတော်မှာခွဲခြားမှုတွေရှိနိုင်တယ်ဆိုတဲ့အရာကိုတွေ့မြင်ရမယ်။ဘာခွဲခြားမှုတွေဖြစ်နိုင်မလဲ။လူမျိုးရေးခွဲခြားမှုဖြစ်နိုင်တယ်။ဘာသာစကားခွဲခြားမှုဖြစ်နိုင်တယ်။လူဒန်းစားခွဲခြားမှုလည်းရှိနိုင်တယ်ဆိုတဲ့အချက်လေးတွေကိုတွေ့မြင်ရတယ်။ဆိုတော့ယုံကြည်သူတွေထဲမှာလည်းပဲပုံစံအမျိုးမျိုးရှိတယ်။ဒီနှုတ်ကပတ်တော်ကိုကြည့်ရင်ဂျူးလူမျိုးလည်းရှိပါတယ်။တပါးမျိုးသားလည်းရှိပါတယ်။ကျွန်လည်းရှိပါတယ်။လူလွတ်လည်းရှိပါတယ်။ဒါကြောင့်ခရစ်တော်ဒီအလုံးစုံဖြစ်တယ်။ခရစ်တော်၌ကျွန်တော်တို့ဒီတလုံးတဝတည်းဖြစ်တယ်ဆိုတဲ့အရာကိုနားမလည်ဘူးဆိုရင်တော့ယနေ့ကိုလောသဲအသင်းတော်မှာကြုံတွေ့နေရတဲ့ပြဿနာဒီယနေ့ကျွန်တော်တို့မျက်မှောက်ခေတ်အသင်းတော်မှာလည်းပဲပြဿနာပေါ်ပေါက်နိုင်ပါတယ်ဆိုတော့ဒီမှာတမန်တော်ကြီးရှင်ပေါလုကလည်းခရစ်တော်၌ယုံကြည်သူအားလုံးတလုံးတဝတည်းဖြစ်တယ်ဆိုတဲ့အရာကိုဖော်ပြနေတာဖြစ်တယ်တစ်ကောအခန်းကြီး7အပိုက်ငယ်73ကိုကြည့်ရင်အကြောင်းမူကားဂျူးလူမျိုးဖြစ်စေဂရိလူမျိုးဖြစ်စေကျွန်ဖြစ်စေလွတ်လပ်သူဖြစ်စေငါတို့ရှိသည်များသည့်ဝိညာဉ်တော်တစ်ပါးတည်းအပြင်ကိုယ်ခန္ဓာတစ်ခုတည်းတို့ဗတ္တိဇံခံကြပြီးအားလုံးဒီဝိညာဉ်တော်တစ်ပါးတည်းကိုတောက်ရကြ၏ဆိုပြီးတော့ဖော်ပြထားတာကိုတွေ့ရတယ်။ဒါကြောင့်နှုတ်ကပတ်တော်မှာယုံကြည်သူတွေဟာခရစ်တော်၌တလုံးတဝတည်းဖြစ်တယ်ဆိုတဲ့အရာကိုဖော်ပြနေတာဖြစ်တယ်။သခင်ယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးထားသောယုံကြည်သူအယောက်ချင်းစီမှာထိုခွဲခြားမှုသည်လုံးဝမရှိအပ်သောအရာဖြစ်တယ်ဆိုတဲ့အရာကိုတမန်တော်ကြီးရှင်ပေါလုအနေနဲ့လည်းအတိအလင်းဖော်ပြနေတာဖြစ်တယ်။တတိပေးနေတာလည်းဖြစ်တယ်။ယနေ့ကျွန်တော်တို့တွေဟာသခင်ယေရှုခရစ်တော်ကြောင့်ဖခင်သခင်ရဲ့သားသမီးများဖြစ်ခွင့်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အချင်းချင်းကြားမှာခွဲခြားခြင်းလုံးဝမပြုအပ်ဘူးဆိုတဲ့အရာကိုတတိထားဖို့ဖြစ်တယ်။ဘာဖြစ်လို့လဲဖခင်သခင်ဟာကျွန်တော်တို့ကိုခွဲခြားပြီးတော့ဆက်ဆံတဲ့ဖခင်မဟုတ်ဘူးဖခင်သခင်သည်လူသားတိုင်းအတွက်ခရစ်တော်ကိုပြင်ဆင်ပေးတာဖြစ်တယ်ထိုခရစ်တော်ကိုရရှိထားတဲ့ကျွန်တော်တို့အယောက်ချင်းစီတိုင်းဒီလည်းပဲထိုဖခင်ရဲ့တဘောအတိုင်းတယောက်နဲ့တယောက်ခွဲခြားဆက်ဆံခြင်းမရှိဖို့ရန်အတွက်ဖခင်သခင်အလိုရှိတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတိုင်းဒီမိမိရဲ့အသင်းတော်မိမိရဲ့ပတ်ဝန်းကျင်မိမိရဲ့မိသားစုတွေမှာခွဲခြားမှုတွေမပြုလုပ်ဖို့ရန်အတွက်ကိုအမြဲတတိပေးနေဖို့လိုအပ်ပါတယ်ဖခင်သခင်ရဲ့စိတ်တော်နဲ့ဆန့်ကျင်တဲ့သူများမဖြစ်ဖို့ရန်အတွက်အထူးတတိထားဖို့လိုအပ်တယ်ခွဲခြားခြင်းမရှိတဲ့ခရစ်တော်ရရှိထားရင်ကျွန်တော်တို့ဒီလည်းပဲအချင်းချင်းခွဲခြားခြင်းမပြုလုပ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။ကြားနာတဲ့သူအယောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်ထံမှလာတဲ့ညီတော်ဝမ်းမြောက်ခြင်းနဲ့တူကောင်းကြီးခံစားရရှိပါစေ။